Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ပဇွန်မာလာဟင်းရေပေါ့နော်ညစာချက်တာလေးကိုတင်လိုက်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီဟင်းရေမချက်ခင်ပေါ့နော်ဒီ BKB ဆိုရယ်ဝတ်သားပြအဆက်ကလေးတွေကိုကြော်ပါမယ်အဲ့ဒီဟာလေးတွေကလည်းတကယ်ကိုဘယ်လိုပြောမလဲဟင်းဖြစ်တယ်ပေါ့နော်ဟိုလွယ်လွယ်ကူကူနဲ့ပဲချက်သွားပြီးတော့စားရတာလည်းရတာရှိပါတယ်ဒီဝတ်သားပြားလေးရာဆိုရင်ဒီတထုပ်ကိုမှ69ဘတ်သို့မဟုတ်85ဘတ်အဲ့ဒီနီးပါးသွားကြတာပေါ့နော်မြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်တော့အဲ့လိုတထုပ်ဆိုရင်1000လောက်တော့ရှိရပါတော့ဒီလိုမျိုးအချက်ကလေးတွေပြန်ရည်ကြည့်မယ်ဆိုရင်လည်းဒီအချက်30နီးပါးပါပါတယ်သူကအရသာကတော့2မျိုးရှိရပါတော့အချိုစားမလားအဆက်စားမလားပေါ့နော်ဒီဟာဆိုရင်ကျွန်တော်ဝယ်ခဲ့တာတော့အဆက်ကလေးပေါ့နော်ဒီဝတ်သားပြားထဲမှာလည်းဒီငရုတ်သီးပတ်ကလေးတွေပါတာပါစူပါမားကတ်တွေမှာဝယ်တယ်ဆိုရင်သူတို့ဒီဟာလေးကိုဒီ microwave လုပ်ပေးရမလားလို့လဲဒီမေဂျာလေးရှိရပေါ့နော်ဒါလေးကလည်းဒီ microwave နဲ့ပေါင်းစားတယ်ဆိုလဲကောင်းပါတယ်ဒီ microwave လုပ်သားပြီးသားဟာလေးဆိုရင်တော့သူတို့အချင်းလေးနဲ့တွဲပေးတတ်တာပေါ့နော်ကျွန်တော်တို့ကတော့အခုကတော့ကြော်စားလိုက်ပါတယ်ကြော်ရဲဆိုရင်လည်းဒီစီတော့နည်းနည်းပေါက်တယ်သူပေမဲ့လို့ဒီတူလေးနဲ့ကြော်မှာပဲအဆင်ပြေတာပေါ့နော်အဲ့ဒါမှလည်းဟိုလန်ဒီလန်နဲ့ဒီကြက်တယ်ဆိုလဲတန်းပြောဆဲလိုက်လို့ရတာပါဒီဇုံနဲ့ဆိုရင်တော့တစ်ခါလေကြာရင်အလိုဘယ်လိုပြောရမလဲနည်းနည်းသူကနည်းနည်းလဲနူးညံ့နေဆိုတော့ဒီပြဲသွားတာဘာညာကွက်ဖြစ်တတ်တယ်ပေါ့နော်ကျွန်တော်တို့ကတော့ကြော်ရဲဆိုရင်တော့ဒီတူလေးနဲ့ကြော်ပါတယ်ဒီ apartment ကလည်းဒီပြောင်းလိုက်တာဆိုတော့ဒီညပိုင်းရောက်သွားတာပေါ့နော်ခါတိုင်းဆိုရင်တော့နေ့လယ်တွေချက်တာပါပြီးတော့လည်းဒီ2ယောက်စာဆိုတော့ကျွန်တော်တို့ဒီ2ခါကြော်ရပါတယ်အရင်တော့က apartment ကကြတော့မီတာကလည်းဈေးကြီးတယ်ပြီးတော့ဒီအခန်းကလည်းကျင်းတာရောပေါ့နော်ရေခဲတတလည်းမပါဘူးပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တာပါအခု apartment ကတော့ဒီရေခဲတတလည်းပါတယ်အခန်းကလည်းပိုးကျဲသွားတယ်ပြီးတော့မီတာကလည်းတက်တာတယ်နောက်ထပ်ကောင်းတာတစ်ခုကကြတော့ဒီ wifi free လေးပါရသွားတာပေါ့နော်အဲအကြောင်းမို့ပြောင်းဖြစ်သွားတာပါအရင် apartment ကတော့ဒီရေခဲသက်တာထည့်ပေးပါလို့ပြောတာကိုဒီရေခဲသက်တာ1000ဇက်လောက်လေးပဲပေါ့နော်အဲရေခဲသက်တာလေးထည့်ပေးဖို့အတွက်ဒီပတ်စံလည်းထပ်ပေးရမယ်ပြီးတော့ရေဘိုးတွေလည်းကောင်းတာကောဒီအရန်စီးပွားအရန်ဆန်သွားတာပေါ့နော်ပြီးတော့သူ့ကိုပြောင်းမယ်လို့ကြိုပြောထားတာအောင်မှာသူကဘယ်လိုပြောရမလဲဒီပတ်စံပေါ့နော်ဇယံငွေကိုမပေးချင်မနဲ့သူကဟိုရစ်တီရစ်တော့လောက်ပါသေးတယ်အဲ့ဒါထိုင်းကားဒီအိမ်ငါးစားတဲ့လူတွေရဲ့မကောင်းတဲ့တစ်ချက်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့တော့နောက်ဆုံးတော့ဒီ deposit ပါရခဲ့ပါတယ်အခုတော့ဒီဝတ်သားပြားလေးလဲဒီ2ယောက်စာကြော်ပြီးပြီဆိုတော့ပစုံဟင်းရချက်မယ်ပေါ့နော်ခုနကတော့ကကျန်းနေတဲ့စီလေးတွေတဲကိုဒီပစုံခေါင်းလေးတွေကိုအရင်လုံးလိုက်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီကြက်သွန်ဖြူခွာထားတာလေးရယ်ပြီးတော့ငရုတ်သီးလေးတွေကိုတချမ်းလေးတွေလောက်ထားတာလေးရယ်ပေါ့နော်အဲ့ဒါလေးထည့်လိုက်ပါတယ်ဒီကြက်သွန်ဖြူကလည်းနည်းနည်းလက်ကျန်လေးဖြစ်ပြီးတော့ငရုတ်သီးကလည်း4-5တောင်ပဲရှိနေကြတာလို့ပေါ့နော်ဒီအခါကျတော့ဒီရှိသလောက်လေးကိုပဲအကုန်ထည့်ပြီးတော့ဟင်းရည်တွေကိုထည့်မယ်လို့စီစဉ်လိုက်ပါတယ်စီနည်းနည်းလိုရထင်လို့စီလေးနည်းနည်းထည့်လိုက်ပါတယ်ဒီဟင်းရချက်မယ်ဆိုရင်တော့ဒီပစုံကောင်းလေးတွေပါမှကောင်းတယ်ပေါ့နော်နည်းနည်းချိုရွယ်လို့ခံစားရတာပါအဲ့ခါကျတော့ဒီပစုံကောင်းလေးတွေကိုနာစီတက်ပေးပါတယ်နည်းနည်းလေးချိန်မယ်ပေါ့နော်ငရုတ်သီးကလည်းကြက်သွားတာဆိုတော့နည်းနည်းမွန်မွန်တွန်လေးတော့ဖြစ်လာပါတယ်ဒါပေမဲ့လည်းအဲ့အလေးကကျွန်တော်တို့ကြိုက်တဲ့အနေထားလေးပေါ့နော်နောက်ထပ်တစ်ဆင်းကတော့ကျွန်တော်တို့ရေလေးကိုထည့်ပါမယ်ရေကတော့ဒီ2ယောက်စာလည်းဖြစ်မယ်ပြီးတော့2ယောက်စာတောက်မလောက်လေးပေါ့နော်အဲ့ဒါလေးကိုထည့်ပြီးတော့ခဏလေးတည်ထားပါမယ်ပြီးရင်တော့မာလာအနစ်ကိုထည့်ပါတယ်ဒီမာလာအနစ်ကတော့မာလာရှန်ကောအနစ်ပေါ့နော်မာလာနစ်ကိုထည့်ပြီးတော့နည်းနည်းလေးမွေလိုက်ပါတယ်မွေလိုက်တဲ့အချိန်မှာဒီအရောင်အစင်းလေးလှလာတာပေါ့နော်ပြီးရင်တော့စားလေးနည်းနည်းထည့်ပါတယ်ပြီးရင်ဒီဟင်းချုံမုံလည်းထည့်အောင်မယ်ပေါ့နော်နောက်ထပ်ကတော့ဒီတိတ်တိတ်တီးလေးလည်းဖြစ်သွားချင်တာနဲ့ဒီပဲငန့်ပြားရည်လေးထည့်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီချီလဲထုတ်ထားတဲ့ပစုံလေးတွေပေါ့နော်အဲ့ဒါလေးတွေထည့်ပြီးတော့ခဏလေးပြုတ်လိုက်ပါတယ်ပဇွန်တွေကတော့ထည့်ပြီးချင်းခဏလေးဆိုရင်ကိုကြက်ပါပြီဟင်းရည်ချက်တဲ့ဆိုရင်တော့ဒီဟင်းရည်ကအရေးကျနေမှာတော့ကောင်းတာပေါ့နော်နောက်ဆုံးအနေနဲ့တော့ဒီကစွန်ရွက်လေးနည်းနည်းလေးကိုအုပ်လိုက်ပါတယ်ဒီကစွန်ရွက်ကလည်းနည်းနည်းလက်ကျန်လေးပေါ့နော်အရသာလေးနည်းနည်းမြည်ကြည့်ပြီးတော့ဒီအငန်တက်လေးနည်းနည်းလိုရထင်လို့9ငံပြဲလေးနည်းနည်းထည့်လိုက်ပါတယ်
နောက်ဆုံးတော့ဒီကျွန်တော်တို့ရဲ့ပဇွန်မာလာကစွန်းဟင်းရည်လေးရခဲ့သွားတာပေါ့နော်ဟိုလိုမျိုးဖွဲဖွဲရရတော့မဟုတ်ပေမဲ့ရှိရလေးနဲ့ပဲချက်လိုက်ပြီးတော့ဒီလိုမျိုးလေးရတာရှိတယ်ဟင်းလေးတစ်ခွက်ဖြစ်သွားတယ်ဆိုလဲမစိုးဘူးလို့ပြောရမယ်ပေါ့နော်ကိုအိမ်မှာကိုမဟုတ်တာဆိုတော့ဒီအိမ်ချက်နီးပါတော့ဒီကောင်းကောင်းမွန်မွန်လေးရမှာမဟုတ်ဘူးပေါ့နော်ဒီတက်တလောက်မတ်တလောက်လေးလဲချက်တယ်ဒီလိုမျိုးလေးလဲတစ်ခါတလေစားကြည့်တယ်ဆိုရင်တော့အဆင်ပြေမှာပေါ့နော်ကျွန်တော်တို့ကတော့ဒီမာလာတရေဆိုတော့ဒီလိုမျိုးလေးလဲအရေးလေးလဲကြာတယ်ဒီမာလာလိုမျိုးလဲဆက်ဆက်လေးလဲဖြစ်တယ်ပြီးတော့ထမင်းလေးနဲ့ဆန်းစားမယ်ဆိုရင်ကိုတော်တော်ကိုကောင်းနေပြီပေါ့နော်နောက်ထပ်လဲဒီဝတ်သားပြားလေးလဲရှိတာဆိုတော့ဝတ်သားပြားလေးရဲ့ဒီဟင်းရည်လေးရဲ့ထမင်းလေးရဲ့ညစာလေးဖြစ်သွားတာပေါ့နော်နောက်တစ်ခုကကြတော့ဒီဟင်းရခတ်တဲ့နေရာမှာဇုံအကြီးကြီး3ပါလို့ပြောတာကိုဒီမ3ပဲနဲ့ဒီတိုင်းလေးပဲခတ်ချင်တယ်ဆိုပြီးတော့ခေါင်းမနေတဲ့အခန်းပေါ်ကြောင့်မို့နည်းနည်းလေးတော့ကြာသွားတာပေါ့နော်အခုဆိုရင်တော့ဒီကျွန်တော်တို့ရဲ့ဒီ apartment လဲပြောင်းပြီးချင်းပထမအဦးဆုံးချက်စားတဲ့ညစာလေးရခဲ့ပါပြီဒီယူရီးယားငပီတောင်လေးကလည်းနည်းနည်းလက်ကျန်လေးပေါ့နော်ပြီးတော့ဒီဟင်းရည်ကလည်းအရေးကြအောင်နည်းနည်းချက်နေရတာမို့လို့ဒီဝတ်သားပြားလေးတွေကတော့နည်းနည်းအေးသွားတယ်ပေါ့နော်ဒါပေမဲ့လဲစားလို့တော့အရသာရှိပါသေးတယ်ရှိတာလေးတွေအကုန်စုစည်းပြီးတော့ချက်ထားရဲဆိုတော့မစိုးလို့တော့ထင်ပါတယ်ဟင်းရည်ကတော့နည်းနည်းအဲ့လိုပြောမလဲအနှစ်ထဲတာများသွားရဲဆိုတော့နည်းနည်းစီများသွားတဲ့ပုံလေးတော့ပေါက်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီမာလာဆိုတော့အရသာတော့ရှိပါသေးတယ်ကျွန်တော်တို့တော့ဒီအခုဆိုရင်တော့ဒီညစာလေးကိုစားလိုက်အောင်ပဲပေါ့နော်အခုလို့ကျွန်တော်ရဲ့ဒီ blog လေးကိုအဆုံးထိကြည့်ပေးလို့တယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်เนาะအားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေအားလုံးပဲgood nightပါเนาะနောက်ထပ်တင်မဲ့ blog လေးမှာပြန်လည်တွေ့ဆုံပါမယ်အခုတော့အားလုံးပဲbye byeပါ